တချေကဒီနေ့ဒီအင်းကြီးပတန်လေးတင်ပေးမယ်နော်သူကဂုတ်ပြောက်ကိုမှရှင်စိတ်အင်းကြီးတွေပေါ့နော်ရင်စိတ်အင်းကြီးတွေကိုသူကစာလေးနဲ့ရှုပ်ထားတာကွယ်အဲ့တော့တစင်ကဒီပတန်လေးကိုဆွဲပြပေးမယ်ကိုကကိုယ့်ရဲ့မူရင်ပတန်အတိုင်းအရှိချမ်းတရက်အနောက်ချမ်းတရက်လေးတစင်ကိုဆွဲထားပေးပါဒီညမှာကိုကဂုတ်ပြောက်အင်းကြီးကိုအခုထက်တီးသေးရှာလေးမရှုပ်တတ်သေးဘူးဂုတ်ပြောက်အင်းကြီးရှုပ်တဲ့အခါမှာလေဘင်းတွေကတအားတွေဟိုက်နေတယ်လက်တွေကတအားတွေလိမ့်နေတယ်ဘလို့ချော့ရမှန်းမသိဘူးဂုတ်ပြောက်ပတန်ကိုတီးတန့်တည်ယူခြင်းသူတွေအတွက်တစင်ကဂုတ်ပြောက်တီးတန့် glass တင်နန်းလေးကိုဖွင့်ပေးထားတယ်တင်နန်းကြီးကလည်း1000ခွဲလေးနဲ့ကိုစီစဉ်ပေးထားတာဖြစ်တဲ့အတွက်မြင်တော့အပ်ပါအယောက်90အတွင်းမှာအထူးကြီးနဲ့ရပါမယ်လက်မနေခင်မြင်တော့အပ်ပါလူမပြေခင်အဲ့တော့တစင်ကဒီညပတန်လေးတင်ပေးမယ်တစင်တို့ကဒီဂုတ်ပြောက်အရင်ဆိုလို့ရှိရင်ရိုးပတန်နဲ့တွားလို့မရဘူးဂုတ်ပြောက်ပတန်တစင်တို့ပြောင်းရတယ်နော်အဲ့တော့ကိုကဂုတ်ပြောက်ပတန်ပြောင်းတော့သိယူခြင်းနဲ့ဆိုတော့တနန်းလေးလည်းပဲတွားလိုက်ပေါ့နော်အဲ့တော့တစင်ကတရားလေးတင်ပေးမယ်ဒါကတစင်ကအနောက်ရှမ်းလေးဆွဲပြပေးမယ်ဒါကတော့အရှိချမ်းလေးဆွဲပြပေးမယ်သူကကြတော့ဒီမှာဂုတ်ပြောက်ဖြစ်တယ်ဆိုတော့တစင်တို့ကဒီအပေါ်ကနေကိုကဒီ level ကနေအောက်ကိုဘယ်လောက်ရှာခြင်းလဲကိုချခြင်းလောက်ရှာလို့ရတယ်ကိုကဟိုက်တာကြိုက်လို့ဆိုလို့ရှိရင်တစင်တို့4လက်မ5လက်မထိရှာလို့ရတယ်ဒီမှာကျတော့သူကတာအရင်မရှာထားတဲ့အတွက်တစင်က3လက်မလေးပဲရှာပေးလိုက်မယ်ပြီးလို့ရှိရင်တစင်တို့ကဒီနာလေးကနေမြင်းဖြောင်းလေးဆွဲလိုက်မယ်သူ့ရဲ့ level အတိုင်းလေးပေါ့နော်သူကလည်းဖြောင်းလေးပဲမို့လို့အဲ့တော့တစင်တို့ကဒီနာလေးဆွဲလိုက်မယ်ပြီးလို့ဆိုလို့ရှိရင်သူ့ရဲ့ဒီအင်ကြီးကသူကဒီပခုံးပေါ်တအားမရဘူးအဲ့တော့တစင်ကဒီမှာရှောက်စိတ်လေးပဲဝင်ပေးမယ်ကိုကဒီပခုံးပေါ်ကိုတအားရောက်ရှင်လို့ရှိရင်တစင်တို့ကတက်လက်မဝင်ပြီပခုံးပေါ်တအားမရောက်ရှင်ဘူးဆိုရင်ရှောက်စိတ်လေးပဲဝင်ပြီဒါမှမဟုတ်ကိုကဒီပခုံးပေါ်ကိုတင်ယုံလေးပဲတင်ချင်တာရှက်ယုံလေးပဲရှက်ချင်တာရိုးရိုးလက်ဖောင်းပတန်လေးလို့ပဲလိုချင်တာဆိုရင်တစင်တို့4စိတ်ပဲဝင်ရုံပဲနော်အဲ့တော့တစင်ကဒီမှာ6စိတ်လေးဝင်လိုက်မယ်6စိတ်လေးဝင်လိုက်မယ်ပြီးလို့ရှိရင်တစင်တို့တောက်ထုံးမယ်နောက်ရှောင်းတောက်ထိုးတဲ့အခါမှာတစင်တို့ပုံမှန်ထိုးလို့မရဘူးเนาะအဲ့တော့တစင်တို့ကဒီမှာဟိုဘက်4စိတ်ဒီဘက်4စိတ်တစင်တို့နောက်ရှောင်းက4စိတ်လည်းပဲနောက်ထိုးမယ်4စိတ်လည်းပဲနောက်ထိုးတဲ့အခါမှာတစင်တို့ဒီတိုင်းသွားထိုးလို့ဆိုလို့ရှိရင်ဒီတိုင်းသာခွဲပြီးရှုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီနားရသူကဖောင်းဖြစ်သွားမှာဘာလို့လဲဆိုရင်ဒီထိတ်နှစ်ခုကရှုံနေတာဖြစ်တဲ့အတွက်တစင်တို့ကပြန်ပြီးရှုပ်လိုက်တဲ့အချိန်မှာဒီသူ့ရဲ့နားဒီနားအပေါ်ကိုတက်လာမှာဖောင်းဖြစ်လာမှာအဲ့တော့တစင်တို့ကအနောက်ရှက်မှာရင်သားမရှိဘူးဖောင်းလို့မရဘူးအဲ့တဲ့အတွက်တစင်တို့ကဒီမှာဒါကိုတပြင်းကြီးလေးဆွဲချလိုက်မယ်နော်ဒီအပေါ်က4စိတ်နဲ့ဒီအောက်ကတစင်တို့ဘယ်နှလက်မလဲအဲ့ဒါကိုတစင်တို့ဆွဲချလိုက်မယ်နော်အဲ့ဒါအောင်မှတစင်တို့ကဒါကပြန်ကတ်ရှင်ဒါဖြောက်ရှင်ဖြောက်ကိုရဲ့တပေါ်နော်ဒါကိုကကျတော့ခွဲထုတ်ရှင်ထုတ်ပေါ့နော်ဒါခွဲထုတ်မယ်ဆိုလို့ရှိရင်ဒီဘက်က B1 လေးဖြစ်မှာပေါ့ဒီဘက်က B2 ဖြစ်မှာပေါ့နော်ဒါဆိုအနောက်ရှမ်းရသွားပြီသူကအနောက်ရှမ်းရတာပဲသူကအခြေခွဲလေးမို့လို့အနောက်ရှမ်းမှာတစင်တို့စစ်စားရပါလို့ဆရာမလို့ဒါပဲနော်အဲ့တော့တစင်ကအရှိချမ်းလေးဆွဲပြပေးမယ်အဲ့တော့ဒဇင်တို့ကဒီမှာလဲကိုကဒီမှာလဲဘယ်လောက်ရှာကြလဲသူ့ရဲ့အင်ဂျင်လေးကကြတော့သူကဘလို့ပုံစံလေးလဲဆိုလို့ရှိရင်သူ့ရဲ့ level ကနည်းနည်းလေးသူကအောက်ကိုဝိုက်တယ်သိလားဒီမှာလေးဒဇင်ပုံလေးထားပေးထားမယ်နော်နည်းနည်းလေးအောက်ကိုဝိုက်တာဖြစ်တဲ့အတွက်ဒဇင်ကတော့ဒီဟာကိုဘယ်နှလက်မရှာမလဲဆိုလို့ရှိရင်ဒဇင်က6လက်မရှာပေးမယ်နော်ဒီပုံစံဆိုသူက6လက်မအလွန်6လက်မပဲလှရပေါ့နော်9လက်မခွဲလောက်လည်းရတယ်ဒါပေမဲ့9လက်မ4လက်မခွဲရတော့ဒီပုံစံမထွက်တော့ဒီပုံစံတိုင်းထွက်ရှင်တော့6လက်မခွဲယူပေး9လက်မအထိယူလို့ရတယ်ကိုကဟိုက်တာကြိုင်လို့ရှင်နော်အဲ့တော့ဒဇင်ကဒီမှာဒီလိုင်းလေးဒဇင်ကသူကကျတော့ဒီထိတ်ကိုကဒီထိတ်လေးပဲဝင်ထားတာပြီးလို့ရှိရင်သူကပြပြလေးပေါ့နော်ဒီဘက်လေးမှာအဲ့တော့ဒီလိုင်းလေးရသွားပြီနော်ဒီလိုင်းလေးရသွားပြီဆိုလို့ရှိရင်ဒဇင်တို့ကဒီအနောက်ရှမ်းမှာဂျိုင်းဘယ်လောက်ဝင်လဲအဲ့ဝင်တဲ့အတိုင်းဒီရှေ့ကျန်လေးမှာဝင်ပြီးမယ်နော်နောက်ရှမ်းဂျိုင်းဝင်တာနဲ့တစင်တို့ဂျိုင်းဝင်တာနဲ့မတူဘူးเนาะဒီဂျိုင်းဝင်တာနဲ့နောက်ရှမ်းဂျိုင်းဝင်တဲ့ပုံစံအတိုင်းတစင်တို့ဒီဂျိုင်းကိုဝင်ပေးရမယ်ဒီဂျိုင်းမဝင်ဘာဖြစ်လဲတစင်တို့ level height ရဲ့ပြဿနာပြီးလို့ရှိရင်ဒီဂျိုင်းနားမှာလေဟာနေတဲ့ပြဿနာဒီခန္ဓာကိုယ်အသားနဲ့မကပ်ဖ ೇನೆ ဟာနေတဲ့ပြဿနာဖြစ်တတ်တယ်เนาะအဲ့တော့ဒီနားကိုတစင်တို့တောက်ထိုးကိုထိုးမှရမယ်တစင်တို့ကဒီကုတ်ပြောက်အင်ကြီးကတောက်ကို3တက်မှရမယ်နော်မ3တက်လို့ရှိရင်တစင်တို့ရှုပ်လိုက်တဲ့ကုတ်ပြောက်အင်ကြီးကမလှဘူးနော်သူက level လေး height တာလေးဘာကြီးအဲ့လိုဖြစ်တတ်တယ်ကိုကပြန်ပြီးတော့ဒါရှုပ်ပြီးမှပြန်ပြီးစတက်မှနော်အဲ့တော့တစင်တို့ကဒီမှာ level တောက်ထိုးပေးမယ်ဟိုဘက်4စိတ်ဒီဘက်4စိတ်တက်လာမှထိုးပေးမယ်
အဲ့တော့ဒီမှာဒီစင်တို့ကပြီးရင်ဒါကိုခွဲထုတ်မယ်ခွဲထုတ်ပြီးတော့ဒီဘက်က F1 ဒီဘက်က F2 လေးဖြစ်သွားမှာပေါ့နော်ပြီးလို့ဆိုလို့ရှိရင်ဒီစင်တို့ကဒီအရှိရနေပြီးတော့ရှာတာဒလမနဲ့လေးစိတ်လေးပြန်ပြီးတော့ထုတ်ရမှာနော်ထုတ်ပြီးတော့ရှုပ်ရမှာဘာလို့လဲဆိုလို့ရှိရင်ရင်စည်းဖြစ်တဲ့အတွက်ပြီးကြမှာကိုရှုပ်လိုမျိုးရှာခံရှုပ်တာလားဒါမှမဟုတ်ကိုကဒီအရှိရအပြာကိုဒလမဒါမှမဟုတ်ဒလမခွဲအဲ့လိုထားပြီးရှုပ်တာလားတယောက်နဲ့တယောက်ရှုပ်တာတော့မတူဘူးပေါ့နော်ကိုရှုပ်သလိုရှုပ်လို့ရတယ်သူကကျတော့ထုတ်ကျဲတီးလေးနဲ့ပြီးရင်ဒီညမှာလေးဒီစင်ပြောချင်တာသူကလေဒီစင်တို့လေဒီခုစာယူတဲ့အခါမှာကြီးကြီးလေးယူပဲเนาะအနည်းဆုံးတော့ဒီစင်ကိုဒီကုတ်ပြောက်တရားဆိုလို့ရှိရင်သူကဟိုတလမခွဲနှစ်လမလောက်တော့ယူပြီးအဲ့ကြမှာသူကတိတိတက်တက်လေးနဲ့ပို့ပြီးတော့လှတာပေါ့เนาะအဲ့တော့ရသွားပြီဒီစင်ကလက်ပုံစံလေးတစ်စင်ထပ်ပြီးတော့ဆွဲပြဒီစင်ကိုဒီကုတ်ပြောက်ပတန်ကုတ်ပြောက်အရင်လက်လေးပေါ့เนาะဆွဲထားတယ်မေးထားလို့အဲ့တော့ဒီစင်တို့ကဒီမှာဒီပခုံးကနေကိုကဘယ်လောက်ရှာလဲဒီစင်ကဒီမှာပတန်အသေးလေးဖြစ်တဲ့အတွက်ပေါ့เนาะပခုံးကနေဘယ်လောက်ရှာလဲကိုချတဲ့အလျောက်ကိုကဒီဝင်ထားတဲ့ရှောက်စိတ်ဒါမှမဟုတ်တလမဒါမှမဟုတ်လေးစိတ်เนาะဝင်ထားတဲ့နေရာနဲ့ဒီစင်တို့ဒီပခုံးမြင်းထိမြင့်မှတ်လေးထောင်လိုက်မယ်ပြီးလို့ရှိရင်ကိုကဘယ်လောက်တွန့်ကျင်တာလဲကိုတွန့်ကျင်တော့3လမ4လမ5လမတုံလို့ရတယ်ပြီးလို့ရှိရင်ဒီစင်တို့လက်ရှည်ဆွဲမယ်နော်လက်ရှိကိုလိုချင်တဲ့လောက်လက်ရှိဆွဲလို့ရတယ်နော်ပြီးလို့ရှိရင်ဒီစင်တို့ဒီဘက်ကိုတေချာလေးကြည့်ပြီးနော်ဒီစင်တစ်စင်ကြည့်ရင်ပဲပြောပါလက်ဝလေးဆွဲပြီးမယ်နော်လက်ဝလေးဆွဲပြီးလို့ရှိရင်ဒီစင်တို့ဒီဘက်မှာဘယ်လောက်တွန့်ထားလဲအတွန့်ထားတာဒီစင်တို့ဒီဘက်မှာပြန်ထည့်မယ်ပြီးကြလို့ရှိရင်ဒီစင်တို့ပိုးတဲ့ဟာနဲ့ဒီဇိုင်းလေးလမ်းဆက်မယ်ဒါဆိုကိုပြောက်လက်လေးရသွားပြီအရန်ကိုမှလွယ်တယ်နော်ဒီစင်တို့ပထမအောင်ဆုံးဒီလေမင်းရှာတဲ့အတိုင်းဝင်ထားတဲ့နာနေဒီစင်တို့ဒီပခုံးထီကိုမြင်းကိုမှတ်လိုက်မှတ်ပြီးလို့ရှိရင်ကိုကဘယ်လောက်တွန့်ကျင်လဲတွန့်စာထက်နော်တွန့်စာထက်ပြီးလို့ရှိရင်ဒါကလက်ရှည်ထက်ဒီစင်တို့ကိုလိုချင်တဲ့လောက်လက်ရှည်ထက်ပြီးလို့ရှိရင်ဒီလက်ရှည်ကိုလိုချင်တဲ့လောက်လက်ရှည်ရသွားပြီဆိုလို့ရှိရင်ဒီအောက်ကနေဒီစင်တို့လောဝတံမိုးထက်ပြီးတော့ဒီရဲ့တွန့်စာဒီစင်တို့ပြန်ထက်နော်လောဝဒါဆိုရမယ်နော်ပတန်လေးကလွယ်လွယ်လေးပဲเนาะဒါဆိုဒီပတန်လေးကိုရမယ်เนาะနားလည်မယ်เนาะဒီစင်ကိုနားမလည်ရရှိလို့ရှိရင်လာမေးလို့ရပါတယ်ကိုကဒီလိုမျိုးကုတ်ပြောက်အရင်ပတန်ကိုတိတိကျကျလေးကိုမှသင်ယူခြင်းကုတ်ပြောက်တီးတန့်သင်ယူခြင်းနဲ့ဆိုရင်ဒီစင်ကဒီလိုလူတွေအတွက်ဒီလိုလူတွေဆိုလို့ရှိရင်ဒီစင်ရဲ့ကုတ်ပြောက်တီးတန့်ကလပ်စီတနန်းကိုတော့တက်လိုက်ပါဒီစင်အထူးကြီး1000ခွဲလေးနဲ့ကိုစီစဉ်ပေးထားပါတယ်အယောက်50ပြင်မဲ့အထူးကြီးနဲ့ရပါမယ်ဒါဆိုလို့ရှိရင်ဒီစင်နဲ့တင်နေမှာဆုံးကြပါမယ်ရှင်